ရောက်တဲ့မန်လေးမောလက်ကောက်ကြော်မစားပဲပြန်လိုက်ရင်အကြီးကျယ်နှောင်းလိုက်ရမိမှာမို့ပြေးလေးတော့စားရသေးတယ်မန္တလေးကမောလက်ကောက်ကြော်အရင်စားကောင်းတာကိုလွန်ခဲ့တဲ့6နှစ်9နှစ်ကဖြစ်မယ်မန္တလေးစိုက်ရောက်တုံးကစားဘူးကပေါ့နော်အဲ့တော့စားဘူးကအကွင်တစ်တစ်လေးတွေနဲ့အစ်ဆက်မွေးကြိုင်းနေရောရောင်းတာဆေးကြောင်းသားလေးမှာရောက်တာအဲ့ဆိုင်လေးတောင်ဒီတစ်ခေါက်ရှာမတွေ့တော့ခုလည်းအရင်စားကြလာတော့ထုံးစံတိုင်းမန္တလေးမှာရှိရပါပဲလို့မန္တလေးလက်ညိုကိုအမကြီးကိုပဲမေးရတာပေါ့သူလည်းကိုလိုပဲဖူဒီဆိုတော့သူညွန်းတဲ့ဆိုင်လေးဆိုစားကောင်းတတ်တယ်လေဒါလေးကမောလက်ကောက်ကြော်ဆိုင်ရဲ့ဘေးချင်းကအကျော်ဆုံးနဲ့ကြာစံကျော်တို့ကောင်းညင်းမောင်းတို့ရောင်းနေပါတာကြားဆိုင်လေးနေ့လည်နေခင်းဆိုနှစ်ဆိုင်လုံးလူတွေအိုးနောက်ကပဲတော့အကြောင်းထောင်မှုတုံးမှုဒီအားကြောင့်သူ့သားနေတယ်ပေါ့ဒီမှာပဲခေါင်းအောင်ဒီလေးဆိုင်တော့ဒီကမုံလက်ကောက်ကိုကြိုက်တာကရန်ကုန်မှာစားခဲ့တယ်လို့ရွှေဝါရောင်တန်းနေပြီးအရန်ကျွတ်မာနေရမျိုးမဟုတ်ပဲဒီလိုကိုဖွေးတန့်ပြီးအစ်ဆက်မွေးကြိုင်နေရမျိုးရှုံးလို့ပူပူလေးစားမယ်ဆိုအပေါ်သားမမွလေးနဲ့ကြိုက်လိုက်တာနဲ့အစ်ဆက်ပြီးရတာကိုရှိလို့မေးကြည့်လိုက်တော့မုံမြင့်လောက်တာကလည်းစံမှုတ်လုံးဝမရောဘဲနဲ့ကောင်းရင်းတီးတက်မယ်လုပ်ပြီးထားတာနောက်တစ်သဘောကျတာစီလီယာစားတက်ဆိုင်ရှင်အန်တီပြောတာတော့ဘာသာကြားရပါစားလို့ရအောင်စီတက်အောင်ကြီးစိုက်တယ်လို့အန်တီမိုမိုရဲ့မုံလက်ကောက်ဆိုင်ကရောင်းတာ20လောက်တောင်ရှိပြီလေအရင်ကအန်တီမိုမိုရဲ့မေမေရောင်းတာအခုအန်တီမိုမိုကိုရရောင်းနေတာဆိုင်လေးကနေ့လေ7ခွဲ1လောက်ဆိုရင်ဖွင့်ပြီးရောဒီမှာရှာမတွေ့မှာဆိုလို့ဖုန်းနံပါတ်လေးပါယူခဲ့တယ်ကဲမန္တလေးရောက်ရန်ကုန်သူရောမန္တလေးရောက်လူတွေရောနေ့လေနေကမုံလက်ကောက်ကျော်နဲ့အကျော်ဆုံးရှာနေတဲ့သူတွေဆိုလို့ရှိရင်မန္တလေး22လမ်းနဲ့83လမ်းတောင်မှဆိုင်ရှိရနော်မုံလက်ကောက်ကျော်စားပြီးစိတ်ကျဉ်းသွားပြီဆိုတော့ဘာပဲလို့မန္တလေးလမ်းညွန်ကိုအမကြီးဆိုင်မှာလက်သေး discount ချနေတယ်အပြေးလေးလက်သေးရောခြေသေးရောတွားရွှိုင်းခဲ့ရှုံမန္တလေးရောက်တိုင်းလက်သေးခြေသေးအမြဲလုပ်ဖြစ်နေတဲ့ဆိုင်လေးပေါ့နော်ရှင်ကြည်ကြရဲ့ဒီဇိုင်းမှန်သမျှကိုလည်းစိတ်ရှိလက်ရှိနဲ့လုပ်ပေးတဲ့ဆိုင်လေးဆိုလည်းမမအောင်ဒါလေးကတော့လက်သေးဆိုင်ရဲ့ဆိုင် page လေးပါသွားမယ်ဆိုလိပ်စာကမန္တလေး26လမ်းနဲ့လမ်း80တောင်မှာပါ